အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အထက်တန်းရှိနေတော့ EQ နေမဲ့ဖြစ်ပါတယ်မေးခွန်းလေးတစ်ခုမေးမြန်းထားတာပါတခုတော့မေးချင်လို့ပါဆရာမတဲ့အပြိုကြတော့တဲ့မင်္ဂလာပါရှင်ဗီဒီယိုလေးတွေကိုအစင်မပြတ်တင်ပေးသွားမှာမို့ရွေရရှင်မြန်မာ YouTube Channel လေးကို Subscribe လုပ်ပေးသွားပါအောင်ရှင်တခြားအိမ်အောင်ရှိတဲ့အမျိုးသားနဲ့ယူရင်အေးအေးယူလို့မရဘူးလားတဲ့လူပြိုကြတော့တခြားသူရဲ့မိန်းမကိုယူရင်မရခုမှုနဲ့အေးအေးယူမယ်ဆိုတော့ခင်ဗျာတဲ့ဒီမေးခွန်းလေးဖြေကြားပေးရမယ်ဆိုလို့ရှိရင်ဟုတ်တယ်ဒီလေယောက်ျားပေါ့နော်တရားဝင်အိမ်အောင်ရှိတဲ့အိမ်အောင်တည်မြဲနေတဲ့သူကိုနောက်ထပ်ပေါ့နော်အိမ်အောင်တည်မြဲနေတဲ့သူကအမျိုးသားဖြစ်တဲ့သူကနောက်ထပ်မိန်းမတစ်ယောက်ကိုယူမယ်ဆိုလို့ရှိရင်အဲ့ဒီယူမဲ့မိန်းမကလူလွတ်ဖြစ်နေခဲ့မယ်အပြိုဖြစ်နေခဲ့မယ်ဒါမျိုးဆိုလို့ရှိရင်ဒီလူလွတ်ကိုအပြိုကိုအေးအေးယူလို့မရဘူးเนาะကြံခဲ့တဲ့အမျိုးသမီးကသူ့ရဲ့ယောက်ျားဖြစ်တဲ့သူကိုတလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရအေးအေးယူလို့ရတာဖြစ်တယ်မိန်းမကနောက်ထပ်အိမ်အောင်တည်မြဲနေပါလျက်နဲ့နောက်တစ်ယောက်နဲ့ထပ်မံထိမ်းမြလိုက်တာပဲဖြစ်ဖြစ်တရားမဝင်နေထိုင်ပေါင်းသင်းတာပဲဖြစ်ဖြစ်ဒါမျိုးဆိုရင်ဒီထက်မှန်ထိမ်းမြတဲ့သူကအိမ်အောင်ရှိနေမယ်ဆိုရင်ဒီမျိုးသားဖြစ်တဲ့လူကနှစ်ယောက်လုံးကိုတလင်တမယားနဲ့အေးအေးယူလို့ရတယ်တကယ်လို့လူပြိုဖြစ်နေခဲ့မယ်ဆိုရင်အိမ်အောင်ရှိတာကိုသိပါလျက်နဲ့တခြားသူရဲ့မိန်းမမှန်သိပါလျက်နဲ့ပေါ့နော်အဲ့လိုမျိုးကျူးလွန်တယ်ပေါင်းသင်းတယ်နော်ဆိုလို့ရှိရင်ဒါကမယားခုမှုပေါ့နော်ရာဇကြီးပုံမှာ490အရာမယားခုမှုနဲ့အေးအေးယူလို့ရတာဖြစ်တယ်ဟုတ်တယ်ယောက်ျားလေးကိုကြတော့အေးအေးယူလို့ရတယ်မိန်းကလေးကိုကြတော့အေးအေးယူလို့မရအောင်သူကဒါကတော့ဥပဒေရဲ့ပြဋ္ဌာန်းချက်အတိုင်းပေါ့နော်ဥပဒေအရကိုကျမတို့ကဒီဥစ္စာပြန်ပြီးတော့ရှင်းပြပေးတာဖြစ်တယ်ပြီးတဲ့အခါမှာတကယ်လို့နောက်ထပ်ပေါ့နော်ယောက်ျားဖြစ်တဲ့သူကပတ်သက်လိုက်လို့နောက်ထပ်ပတ်သက်လိုက်တဲ့သူကအပြိုဖြစ်နေခဲ့မယ်ဆိုရင်သူတို့နှစ်ယောက်ကဒီအမျိုးသမီးကြောင့်သူတို့ရဲ့အိမ်တော်ရေးကပျက်စီးသွားတယ်နော်အဲ့လိုမျိုးခွာပြဲသွားတယ်ပေါ့ခွာရှင်းကြတယ်ပေါ့အဲ့လိုမျိုးမဖြစ်မနေဒီမိန်းမရဲ့လှုံ့ဆော်မှုကြောင့်အဲ့လိုမျိုးခွာရှင်းပေးလိုက်ရတယ်ဆိုသူ့အတွက်ကြောင့်ကိုနင်းနာသွားတယ်ဆိုလို့ရှိရင်နော်နင်းနာမှုရောကြီးတောင်းလို့ရတာဖြစ်ပါတယ်ဒါကဒီသူ့ကြောင့်ပါဆိုတဲ့အချက်လက်အထောက်ထားတော့ကိုယ့်ဘက်ကနေပြီးတော့ခိုင်ခိုင်လုံလုံပေါ့နော်အဲ့လိုမျိုးတင်ပြနိုင်မှဒါကတော့တရားသူကြီးရဲ့ဆုံးဖြတ်ချက်တိုင်းပေါ့နော်တရားရုံးရဲ့ဒီဟိုဗာလဲအမိန့်ကိုပေါ့နော်ကြိုတင်ပြီးတော့သုံးသက်ခွင့်မရှိပါဘူးအဲ့ဒါဖြစ်တဲ့အတွက်ပေါ့နော်အဓိကကတော့ဟုတ်တယ်ယောက်ျားလေးဆိုရင်တော့အေးအေးယူလို့ရတယ်မိန်းကလေးဆိုရင်တော့အေးအေးယူလို့မရဘူးပေါ့နော်အပြိုဖြစ်နေခဲ့မယ်လူလို့ဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်ဒါဥပဒေမှာဒီဥပဒေရဲ့ပြဋ္ဌာန်းချက်အတိုင်းကိုဖြေကြားပေးရတာဖြစ်ပါတယ်လို့ဖြေကြားပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်